အာနာသိန်းစစ်ကောင်းဆောင်ကိုရန်ကုန်တက္ကသိုလ်ကဂုံတူးဆောင်ပါရဂူပွဲပေးရလိုက်တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ပြပါမယ်။အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အားရန်ကုန်တက္ကသိုလ်ကဂုံတူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူပွဲကိုယနေ့ဖေဖော်ဝါရီလ9ရက်နေ့မှာပေးရချီးမြှင့်လိုက်တယ်လို့သိရှိရပါတယ်။ဂုံတူးဆောင်ပါရဂူပွဲအားစစ်ကောင်းဆောင်ကရန်ကုန်တက္ကသိုလ်ဗန္ဓသမင်ခမ်းမမှာကိုယ်တိုင်တက်ရောက်ယူခဲ့ပြီးပညာရေးဝန်ကြီးဒေါက်တာချောချောစိန်မှစစ်ကောင်းဆောင်၏စွမ်းဆောင်ရည်များကိုဖတ်ကြားခဲ့တယ်လို့သိရှိရပါတယ်။ရန်ကုန်တက္ကသိုလ်သည်1922ခုနှစ်မှ2020ပြည့်နှစ်အထိရဟန်းတော်များနိုင်ငံရေးချမှန်ခေါင်းဆောင်များလူပုဂ္ဂိုလ်များအပါအဝင်82ဦးကဂုဏ်ထူးဆောင်ပွဲမြင့်မြတ်ချီးမြှင့်ခဲ့ပြီးရင်းပွဲများမှာဂုဏ်ထူးဆောင်စာပေပါရဂူပွဲဂုဏ်ထူးဆောင်ဥပဒေပါရဂူပွဲများဖြစ်ပြီးရဟန်းတန်က3ပါးတို့အားဂုဏ်ထူးဆောင်စာပေပါရဂူပွဲနဲ့နိုင်ငံတကာခေါင်းဆောင်2ဦးတို့အားဂုဏ်ထူးဆောင်ဥပဒေပါရဂူပွဲများချီးမြှင့်ခဲ့တယ်လို့သိရှိရပါတယ်။အာနာသိန်းပြီးနောက်အာနာသိန်းစစ်ကောင်းဆောင်အား2021ခုနှစ်ဇွန်လကလည်းရုရှားစစ်ဘက်ဆိုင်ရာတက္ကသိုလ်မှဂုဏ်ထူးဆောင်ပေါမောက္ခဘွဲ့ပေးရချီးမြှင့်ခဲ့တယ်လို့သိရှိရပါတယ်။ Burma Voice Media ပါ